ရန်ချောတဲ့ကမလေးတယောက်ရှိပါတယ်။မြင်ရတော့မိုဘိုင်းလေးချက်ကအတစ်ထွက်လာတဲ့ hero တွေက Frost ဆိုတဲ့မိန်းကလေးတယောက်ပဲဖြစ်ပါတယ်။ Frost ကရန်လေးလှပတယ်။ဒီသားကတော့မရှိသေးပါဘူး။ Frost ကပြင်းလိုက်တာငါ့ကိုဘာလို့ဒီလိုမျိုးနဲ့ပြင်ဆင်ပေးတတ်တာလည်းမသိဘူး။ဒီကောက်ပဲကြည့်နေကြတယ်လှလို့လားမသိဘူး။ကဲမိုဘိုင်းချက်တွေမှာ Flash Avalanche ကထွက်နေပြီနော်။အဲ့ဒါမို့တော့ဖောက်လိုက်ပါမိုဘိုင်းချက်နေရာလေးစပင်းထပ်လောက်တာပေါ့နော်။ Flash မှာအကျလာဆိုတဲ့မိန်းကလေးတယောက်လည်းရှိပါတယ်။သူရဲ့တငယ်ချင်းနဲ့ Frost ရဲ့တငယ်ချင်းနဲ့မိကတော့အကျလာလို့ခေါ်ပါတယ်အကျလာပေါ့နော် MMPP တဲ့အကျလာလို့ခေါ်ပါတယ်Frost ရေငါတို့တွေပြင်းလိုက်တာအင်းတော့တော်ပြင်းတာပဲတကယ်လားငါတို့တွေကပြမယ်အေးကပြလိုက်ဘုန်းကြီးကလည်းထားပြီးတော့စကားပြောကြပါနေပါအောင်အပန်းရအောင်ကမဘိုင်းလေဟဲ့လာကမဒါတော့ဆွနေပြီကျူးစားပြီးတော့လောက်တာတယ် Frost ရဲ့အစရာလေးတွေပေါ့နော်ကဲလိုက်လေးလေး picture subscribe လုပ်ကြပါဦးတကပါ